လာပါသမီးကတော့မြတ်တော်ရခေဖြစ်ပါတယ်အခုကတော့ဒီ April intake ကို SIM ရဲ့ Overseas Teaching Center ဖြစ်တဲ့ RVN Institute မှာ Management Foundation Studies ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်အခုကတော့ဒီလက်ရှိပေါ့နော် October intake အတွက် Diploma in International Business ကို 50% scholarship နဲ့စင်ကာပူမှာသွားပြီးတက်ရောက်ဖို့ပြင်ဆင်ရဖြစ်ပါတယ်သမီးကဒီ IGCSE ပြီးရဲ့အခါမှာစင်ကာပူမှာကျောင်းသွားတက်ဖို့pathways တွေ schools တွေကိုလိုက်ရှာခဲ့ပေါ့နော်အဲ့အချိန်မှာဒီ RVI ကိုရောက်လာခဲ့ပါတယ်RVI ကဒီ consultation တွေလုပ်ပေးရဒီ SIM ကိုတက်ဖို့ရွေးချယ်ဖြစ်ခဲ့ရဖြစ်ပါတယ်အဲ့တော့ဒီ foundation ကိုဒီမှာပဲ campus မှာပဲတက်ရတဲ့အတွက်ကြောင့်မလို့ living expense တွေတက်တာသွားတဲ့အပြင်ကိုမှာ RVI ကပေးရ scholarship တွေကြောင့်လည်း financial help တွေအများကြီးရခဲ့ပါတယ်ဘောနော် IGCSE တက်တုန်းကသမီးက business studies တခုပဲယူခဲ့ရပါတော့အဲ့တော့ဒီ foundation တက်တဲ့အခါမှာ business နဲ့ပတ်သက်တဲ့ foundation modules တွေအကုန်လုံးကိုသိစိတ်သိခဲ့ရပါတယ်အဲ့ဒါကြောင့်မလို့လည်းဒီ international business စိတ်ဝင်စားရဲဆိုတာသိသွားပြီးတော့ diploma အတွက်လည်း major ရွေးရအဆင်ပြေခဲ့ပါတယ်ဒီ foundation တက်နေတော့မှလည်းတချို့ subject တွေကသမီးတို့အခက်အခဲရှိရပေါ့နော်ဥပမာဆိုလို့ရှိရင် accounting တို့ eco တို့ဆိုလို့ရှိရင်တခြား subject တွေထက်ပိုခက်တယ်လို့ခံစားရပေါ့နော်အဲ့လိုခါမျိုးမှာဆိုလို့ရှိရင်လည်းဒီ campus students တွေကတေချာစိတ်ရှိရှိနဲ့တေချာလေးရှင်းပြပေးရတဲ့အတွက်ကြောင့်နောက်ဆုံးမှာ result ကောင်းနဲ့အောင်မြင်ခဲ့ပေါ့နော်So scholarship ရှောက်နေအောင်မှာလည်းဒီ scholarship process တွေကအကြောင်းရှောက်တဲ့ process တွေကိုပါ IVI ကကူညီပေးခဲ့အပြင်မှာ interview တွေလည်း practice section တွေခေါ်ပြီးတော့ကြောင့်မလို့ interview ဖြေတဲ့အခါမှာကောင်းမွန်တဲ့ဖြေဆိုနိုင်ပြီးတော့ဒီ 50% scholarship ကိုရခဲ့ပါဖြစ်ပါတယ်ဒါအပြင်ဒီ foundation တက်လာတဲ့အတွက်ကြောင့်မလို့ learning styles အသစ်တွေနဲ့ academic skills တွေအပြင် personal growth လည်းရရလို့မြင်မိပါတယ်ဒီ RVI ကဆရာမတွေရော staff member တွေရောက helpful ဖြစ်တဲ့အတွက်ကြောင့်မလို့ business ကိုလည်းစိတ်ဝင်စားရဲပြီးတော့နိုင်ငံတကာရဲ့ business degree လည်းယူချင်တယ်ဆိုလို့ရှိရင်SIM ရဲ့ OTC ဖြစ်တဲ့ RVN Institute မှာလာပြီးစုံစမ်းဖို့ recommend ပေးချင်ပါတယ်